လေးထည့်လိုက်မယ်တလုံးလောက်နော်ဒီနေ့ဒူဘိုင်ပုံမစာဘေဒီမှာပရိသတ်ရှိတယ်မရိုက်လိုက်ပရိသတ်ကရှိတယ်ကြည့်နေတယ်ရှက်တာပေါ့ ချက်ပြနဲ့ကျုံမယ် ဒီမှာကြည့်ဒူဘိုင်စတိုင်အဲ့လိုမျိုးလေး900ခိုင်တောက်ဆင်းချက်ကိုကျွန်တော်ရှက်ပြမှာဖြစ်ပါတယ်နော်ပါတော့ကခိုင်မိသားစုခမထိုင်မှာကျွန်တော်တို့ကိုယ်တိုင်ရှက်ပြီးတော့ကိုယ်တိုင်ဆွဲမှာဖြစ်တယ်နော်ဗန်ဖန်လေးနဲ့နော်ဒီချားလေးခိုင်ပြီးတော့ဒီမျိုးဒါနော်ထည့်ထားလိုက်နော်အားမကျန်တာကြာလို့ဗျာလက်တွေပါလာတယ်ပြန်မနဲ့ထိုင်လို့အဲ့ဒါကျွန်တော်တို့သင်ပြီးတော့ပြီနော်ဒါကကြတော့ကျွန်တော် Einstein ဆက်မှာ Einstein 3မိနစ်ထည့်မယ်4မိနစ်ထည့်မယ်တော့အယောင်မိနစ်နဲ့လို့ရှိရင်နည်းနည်းထည့်ပါနော်ကဲပြီးရင်ကျွန်တော်တို့ထည့်လိုက်နော်ဒီမှာအယောင်တွေငါအောင်လူလိုက်နော်5မိနစ်လောက်ထည့်ထားလိုက်မယ်နော်ပြီးမှရှင်းပါနော်နော်စီနော်မှာတစ်ဆွဲကြော်လောက်လိုက်ထည့်မယ်နော်ငါးတကောင်မှာကျွန်တော်တို့နော်ပွေးတပွဲပေါ့ဗျာပြောမယ်ဆိုရင်ငရုတ်တီအစင်းလေးထောင်းမယ်နော်ပြီးတော့တက်တန်ပြီးတော့တော်မယ်ပေါ့နော်ပြောမယ် Einstein ကျွန်တော်တို့ Einstein ပေါ့နော်ဆက်ကကြတော့ပုံမှန်လေးပဲထားတာကျွန်တော်တို့ဆက်ကနော်ပုံမှန်လေးပဲထားတာပြင်မယ်นี่จะပတ်လာဟာအေးဟောင်းဒီပါပါရကလားနားဝင်နေပြီနော်ကျွန်တော်မပြကြတော့လေဒီမှာကျွန်တော်ဆိုင်မှာနော်မုန်ဒီဟန်ရှိုကြိုထားတာရှိတယ်ငါရွှေနဲ့ဒါမုန်ဒီဟန်ရှိုပေါ့နော်မုန်ဒီဟန်ရှိုကြိုထားတာရှိတယ်ဆိုတော့ကျွန်တော်တို့ငါပြည့်အစားကြတော့ဒီမုန်ဒီဟန်ရှိုရေကိုပဲကျွန်တော်တို့ထည့်လိုက်မှာပေါ့နော်တစ်ဆွမ်းလောက်ထည့်လိုက်မှာပေါ့နော်အနေနဲ့မွေးနေတာကျွန်တော်တို့ငါပြည့်အစိမ့်ကိုမထည့်တော့ဘူးပေါ့နော်ကျွန်တော်ဆိုင်မှာဆိုတော့ဒီမှာမုန်ဒီဟန်ရေတစ်ဆွမ်းလောက်တွန်းကျင်တဲ့တစ်ဆွမ်းလောက်ထည့်လိုက်ရပြီနော်ငါပြည့်အစားပေါ့မုန်ဒီဟန်ရှိုထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ခဏလေးနည်းနည်းအောက်ထားလိုက်အောင်မယ်နော်ပြီးခဏလေးအောက်ထားမယ်နော်5မိနစ်လောက်ကျွန်တော်ဒီတစ်ခေါက်ထည့်မယ်နော်ဒီကတော့ဟိုဝါပူတယ်အဲ့ထည့်လိုက်မယ်နော်ကျန်ပြီးတော့ထည့်စရာတွေကျန်သေးတယ်နော်ကျွန်တော်တို့ဟိုကဆူနေပြီနော်ဆူနေတဲ့အချိန်မှာကျွန်တော်ရှင်ရင်လေးထည့်မယ်နော်ကဲပြီးပြီဆိုရင်နော်မိုင်းနေပြီစားလိုက်နည်းနည်းပြလို့ရပါပေါ်လေးထားမယ်နော်ကျွန်တော်တို့ဒီမှာနော်ကြက်ပြီဆိုတော့ကျွန်တော်တို့ရခိုင်မှာကြတော့နော်ဟန်းတွေပါတယ်ကြက်ပြီဆိုရင်ကြက်တန်နေပြန်လိုက်တဲ့တယ်နော်အရသာအနဲ့မှွေအောင်လုပ်ပြီးကျွန်တော်ဒီမှာဆိုင်မှာရှိတဲ့အရွက်တွေအကုန်ထည့်ထားလိုက်ဗျာအနဲ့တွေမှွေအောင်ဆိုပြီးတော့နော်အဲ့ဒီဟာလေးကိုရောအိုးထေးရောက်ရင်ရပြီထည့်ချင်တယ်လို့ထည့်နော်ထည့်ချင်တဲ့စတိုင်နဲ့ထည့်အဒီကအိုးထေးကိုရောက်ဖို့ကအရေးကြီးတာပြီးနည်းနည်းလေးဒီမျိုးလေးထားလိုက်ပြီးတော့ကျွန်တော်တို့ရှင်နည်းနည်းတန်ဖျားရည်တန်လေးအနည်းလေးတန်လေးဖြစ်အောင်လို့တစ်လုံးလောက်ကိုပေါ့နော်ထည့်လိုက်မှဖြစ်ပါတယ်တစ်လုံးလောက်ကိုညှက်ပြီးတော့ဒီလိုမျိုးလေးထည့်လိုက်မယ်တစ်လုံးလောက်နော်ဒီနေ့ဒူဘိုင်ပုံမစာဘေဒီမှာပရိသတ်ရှိတယ်မရိုက်လိုက်ပရိသတ်ကရှိတယ်ကြည့်နေတယ်ရှက်တာပေါ့ချက်ပြနဲ့ကျုံမယ်ဒီမှာကြည့်ဒူဘိုင်စတိုင်အဲ့လိုမျိုးလေးအနေလေးပဲကြွပေါ်တော့ကြာပြီတော့မှာကဲဒါဆိုရင်ပြိုက်ပြရကြည့်လိုက်ဒီလိုမျိုးလေးပြီးပြီโอ้โหမွေးနေရောမကြည့်ဘယ်ဆိုင်မှာချက်တာလဲနော်ခုကပါတော့ရောက်ရင်ဒီကိုယ်တိုင်ချက်စားလို့ရတယ်ကိုလည်းရပါတော့ကိုလည်းရကိုချက်စားချင်ဘယ်လိုမှတော့ဘုံလေးရှိတယ်ကျွန်တော်တို့ဆိုင်မှာနော်အားရအားပြလို့ရတယ်နော်ဆိုတော့နော်ဒီမှာမရခိုင်လဲရနော်အဲ့ဆိုရင်နော်ဆွဲလိုက်မယ်တလုံးရှင်းနော်ကြည့်ဘယ်လိုဆွဲပါရတော့ခုံးစားလိုက်ဘာလို့မြည်ပါလဲပါအဲ့ဒီဒီမှာ
Chị mà chị. Này bé. Đâu sao ba ngon, thế đâu. Chi về. Cái rồi. Em bữa xem vào đó. Nó đi ra nó không nhé. Nhìn đâu sao ba. Nó đâu đó. Chết tao à. Lạ cái này nè. Sẽ xuống chết đâu bà. Đúng không ạ? Chỉ sai. Đó. Nó làm sao? Mà sao nó đâu nó cái này sao mà. Làm được cái sao ba đây không? À nó. Rồi. Đây là chị. À luôn nè. Mà đây nói chị. À luôn nè mà sao? Chê bé. Đó.